ဘက်ဖက်တစ်ခါကပြောခဲ့ဘူးသည်အိတ်နေရင်တောင်ဝင်ငွေရှာနိုင်မဲ့နီလန်းကိုမတွေ့နိုင်ဘူးဆိုရင်မင်းတည်တဲ့အထိအလုပ်လုပ်နေရလိမ့်မယ်ငှားထားတဲ့တိုက်ခန်းထဲမှာပေါင်မုံစားနေတော့ရုတ်တရက်စနစ် interface တစ်ခုတင့်ရှိမှာပေါ်လာသည်ဂုံယူပါတဲ့တင်သည်တထေးကြီးစနစ်နဲ့ချိတ်ဆက်ပြီးဖြစ်သည်ယခုမှစ၍တင်ဝယ်ယူသုံးစွဲမှုတိုင်းအတွက်ဆယ်ဆငွေပြန်အန်းငွေရရှိမည်ဒါပေမဲ့24နာရီကြာပြီးနောက်တင်အကောင့်လက်ကျန်ငွေအားလုံးကိုသူများအဖြစ်ပြန်လည်သတ်မှတ်မည်ပျော်ရွှင်စွာသုံးစွဲပါတင်ထိတ်လန့်တကြားထိုင်လိုက်သည်ချက်ချင်းဖုန်းထုတ်ကငွေအိတ်လက်ကျန်ငွေကိုစစ်ကြည့်လိုက်သည်ဒီလစာဝင်ထားသည်အိမ်ငှားကပေးပြီးနောက်ရွှန်း2000ကျန်သေးသည်လက်တစ်ချက်နှိပ်ကဖုန်းငွေဖြည့်လိုက်သည်ရွှန်း2000သုံးစွဲမှုကိုတွေးရှိသည်ဆယ်ဆငွေပြန်အန်းမည်ရွှန်း2000ကိုတင်အကောင့်ထဲသို့ထည့်သွင်းပြီးဖြစ်သည်တင်မယုံနိုင်လောက်အောင်မျက်လုံးပုတ်လိုက်သည်ဒီစနစ်ကတကယ်အလုပ်လုပ်နေသည်ရုတ်တရက်ပြီးခဲ့သည့်အပတ်ကကြည့်ခဲ့ဘူးသည့်တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုကိုတတိယလာသည်ပတ်စံရှာဖို့အမြဲတမ်းအလုပ်လုပ်ဖို့မလိုပါအလိုလျောက်ဝင်ငွေကိုတိစောက်ပါလဲနေရင်တောင်ငွေရှာနိုင်သည်ယူတုတ်လောက်သောအကြံတစ်ခုရုတ်တရက်ခေါင်းထဲဝင်လာသည်အဲ့ဒါကတော့24နာရီအတွင်းအဲ့ဒီရွှန်း2000ကိုအလိုလျောက်ငွေရှာပေးမဲ့17လုံးအဖြစ်ပြောင်းပစ်ဖို့ဖြစ်သည်ဒါပေမဲ့အခုလက်ရှိရွှန်း2000ဆိုတဲ့ရင်းနှီးငွေကအလွန်နည်းလွန်းသေးသည်ဘာကူမှရင်းနှီးမြုပ်နှံဖို့မလုံလောက်သေးအရင်ဆုံးစတင်ရင်းနှီးငွေကိုတိုးအောင်လုပ်ရမည်ဒါပေမဲ့24နာရီကြာရင်တစ်လက်ကျန်ငွေကတူးမြဖြစ်သွားမည်တိုက်ရိုက်ထုတ်လွှင့်မှုလက်ဆောင်တွေဝယ်ပြီးအကုန်ဖြုံးပစ်လို့မရဘူးအဲ့ဒါကခွေးကိုအသားပေါက်မှုပြစ်ကြွေးတယ်လို့ပဲပျောက်သွားရင်ပြန်မရတော့ဘာဘုံငွေအဖြစ်ပြောင်းနိုင်မလဲအခုည7နာရီထိုးနေပြီတင်လန်းလျှောက်ထွက်လိုက်သည်ဆိုင်အားလုံးပိတ်ထားကြပြီတင်အကြည့်ကကွန်ပျူတာပေါ်ကျသွားသည်ဟုတ်သားပဲဂိမ်းထဲကငွေကြေးတွေကိုအခြားကစားသမားတွေစီပြန်ရောင်းလို့ရသည်ပြီးတော့ပမာဏကြီးကြီးငွေသွင်းလို့ရသည်တင်ဂိမ်းကိုအမြန်ဖွင့်လိုက်သည်စဉ်းစားမနေပဲခုနကရထားတဲ့ရွှန်း2000အားလုံးကိုငွေသွင်းလိုက်သည်တပြားမှမချမ်းပဲထည့်လိုက်သည်တင်ပန်အကောင့်ထဲသို့ရွှန်း2သိန်းဝင်ရောက်ပြီးဖြစ်သည်ငွေဝင်လာပြီဒါပေမဲ့တင်မပြောနိုင်သေးဘာမှမလုပ်ဘူးဆိုရင်တင်အကောင့်ကတူးညဖြစ်သွားမယ်ဆိုတာသိနေတော့ကြောင့်ဖြစ်သည်အရင်လိုဆင်းရဲဒုက္ခရောက်တဲ့နေ့ရက်တွေကိုပြန်မသွားချင်တော့လက်ဖွားတွေချွေးဆိုနေချိန်မှာပဲဂိမ်းထဲကိုအယူအမှုငွေသွင်းရင်နောက်တစ်ဆင့်ဘာလုပ်ရမလဲဆိုတာအလင်းအမြန်စီစဉ်နေသည်တင်ပန်အကောင့်ထဲသို့30ဝင်ရောက်ပြီးဖြစ်သည်တင်ပန်အကောင့်ထဲသို့30ဝင်ရောက်ပြီးဖြစ်သည်အကောင့်လက်ကျန်ငွေ30ကျော်သွားတာကိုမြင်သည်နှင့်ဖုန်းထုတ်ကအချစ်ဆုံးတငယ်ချင်းပိန်မြောက်ထန်30ကိုချက်ချင်းလွှဲပေးလိုက်သည်ဖုန်းကချက်ချင်းမြည်လာသည်ဟေ့လေမင်းဗန်ဒါပြတိုက်လာတာလားကွပောက်ကရရီမပြောနဲ့ငါအိမ်ကိုအခုပဲလာခဲ့ဒီ30ကမင်းရဲ့24နာရီလောက်အားကအကျိုးငွေအခုကစပြီးမင်းငါအတွက်အလုပ်လုပ်ရမယ်ဦးလေးကြီးအတွက်ဆို24နာရီအဆင်သင့်ပဲ30အတွက်ဦးလေးပါမဆိုလုပ်ပေးမယ်စောင့်နေငါပြန်လာပြီ9မိနစ်ပဲ9မိနစ်တင့်ပန်အကောင့်ထဲသို့200ဝင်ရောက်ပြီးဖြစ်သည်ပိန်မြောက်ကလေးစင်နှမောင်းလိုအရှိန်နဲ့တင့်အိမ်ကိုရောက်လာသည်နှစ်ယောက်သားချက်ချင်းအလုပ်ဆက်လုပ်ကြသည်အခုတကောင်ကျော်နေပြီကားရောင်းဆိုင်တွေရောအိမ်ချမ်းမြေအကျိုးဆောင်ရုံးတွေရောအားလုံးပိတ်ထားကြသည်တင်ကပိန်မြောက်ကိုအွန်လိုင်းပေါ်တက်ပြီးရောင်းမီဒုတိယလက်အိမ်များကိုလိုက်ရှာခိုင်းသည်တယောက်ချင်းစီကိုတီးတန့်စာပို့ခိုင်းသည်တွေ့သမျှအကုန်ထည့်ခိုင်းသည်ချက်ချင်းစရံငွေလွှဲပြီးအိမ်တွေကိုချုပ်ထားခိုင်းသည်မနေ့ရောက်တာနဲ့စာချုပ်ချုပ်ပြီးကြံငွေချေဖို့စီစဉ်ထားသည်တစ်ဖက်မှာတော့တင်ကလိမ်မော်ရောင်ဈေးဝယ်အပ်ကိုဖွင့်လိုက်သည်တင်ဤတွက်ချက်မှုကအလွန်တိကျသည်အသစ်ဆက်ဆက်စိန်ခံပစ္စည်းတွေကိုအထုံးမဖောက်ရသေးပဲပြန်ရောင်းရင်အနည်းဆုံး90%လောက်ပြန်ရနိုင်သည်စိတ်လှုပ်ရှားစွာစိန်ခံပစ္စည်းရောင်းဆိုင်အပ်ငယ်တဲ့ဝင်ကပစ္စည်းတွေကိုအယူမှုချင်းနဲ့ထည့်တော်သည်ဆိုင်ထဲကလက်ကင်အိတ်တွေအကုန်လုံးကိုဈေးဝယ်ချင်းနဲ့ထည့်လိုက်သည်ငွေရှင်းလိုက်သည်35သိန်းခွဲတင့်ပန်အကောင့်ထဲသို့155သိန်းဝင်ရောက်ပြီးဖြစ်သည်လက်ရှိလက်ကျန်ငွေ339သိန်းခွဲငွေဝင်နှုန်းကနှိမ့်လို့နေသေးသည်ထို့နောက်တရားဝင်နှစ်ချက်နဲ့နာရီရောင်းဆိုင်ထဲသို့ဝင်သွားသည်ဒီနာရီတွေကဆိုင်ကထွက်လိုက်တာနဲ့တမိုးထိုးကျသွားပေမဲ့ဈေးနှုန်းကတော့အလွန်မြင့်သည်အမြင့်ဆုံးဈေးရှိတဲ့မော်ဒယ်တွေကိုအရင်ရွေးဝယ်သည်ဘယ်မော်ဒယ်ဖြစ်ဖြစ်အရေးမကြီးပစ္စည်းလက်ကျန်ရှိနေတဲ့၍ချက်ချင်းဝယ်သည်တနာရီနီးပါးမနာမနေမှယူပြီးနောက်320ကမျက်စိတမိတ်တွင်ပျောက်သွားသည်ယခုတော့သူ၏လက်ကျန်ငွေသည်3219သိန်းခွဲအထိမြင့်တက်သွားလေသည်တစ်ဖက်မှာတော့ပိန်မြောက်ကလည်းအလုပ်ကိုအတော်လေးအောင်မြင်စွာဆောင်ရွက်နေပြီးတိုက်ခန်း16ခန်းအတွက်အယောင်းဝယ်သဘောတူညီမှုများကိုအပြီးတက်နိုင်ခဲ့သည်တင်ငွေလွှဲချေရန်ပြင်ဆင်နေစဉ်ရုတ်တရက်ခေါင်းထဲမှာအတွေးတစ်ခုပေါ်လာသည်မင်းတိုက်ခန်း16ခန်းလုံးကိုမြို့တစ်မြို့ထဲမှာပဲဝယ်ထားတာတော့မဟုတ်ဘူးမလားဒါပေါ့မြို့မှာမဝယ်ရင်ဘယ်မှာဝယ်ရမှာလဲမင်းအုံနောက်ကိုထမင်းမကြွေးထားဘူးလားမြို့တွေမှာအိမ်ဝယ်ခွင့်ကန့်သက်ချက်ရှိတယ်လေအိမ်ဝယ်ခွင့်ကန့်သက်ချက်ဆိုတာနားလည်လားကျွန်တော်မသိမလဲတစ်သက်လုံးအိမ်သားတော်မဝယ်နိုင်ခဲ့တာအိမ်ဝယ်ခွင့်ကန့်သက်ချက်ကိုဘသူကဂရုစိုက်မှာလဲကောင်းပြီလေငါပဲမိုက်မဲတာလို့တတ်မှတ်လိုက်တော့အရင်အိတ်ကြဆိုနောက်နေ့မှဆက်တိုက်ကြတာပေါ့နောက်တနေ့မနက်မှာတော့တင်ကပိန်မြောက်ကိုနှိုးလိုက်သည်ဘေးကလျက်ရှိသောမြို့သို့သွားပြီးအိမ်ချမ်းမြေဝယ်ယူရန်ပြောလိုက်သည်အဲ့ဒီမြို့မှာအိမ်ဝယ်ခွင့်ကန့်သက်ချက်မရှိပေတင်ကိုယ်တိုင်ကတော့အခြားစီစဉ်တစ်ခုရှိနေသည်တင် Bitcoin နဲ့ Stock Share တွေဝယ်ကြည့်ခဲ့ပေမဲ့စနစ်ကအဲ့ဒါကိုသုံးစွဲမှုအဖြစ်မတတ်မှတ်ပဲငွေကိုပြန်အမ်းပေးခဲ့သည်ကြည့်ရတာငွေကြေးဆိုင်ရာထုတ်ကုန်တွေကအလုံးမဖြစ်နိုင်ဘူးတကယ်စီးပွားရေးလုပ်ငန်းတွေကိုပဲရှာရတော့မည်အခုတစ်လက်ထဲမှာ3200လောက်ရှိနေပြီဒီနေ့ရဲ့ရီမန်းချက်ကငွေဖြုံးရန်ဖြစ်သည်မနက်မိုးလင်းချိန်မှာထိတ်တန်းဥပဒေအကျိုးဆောင်ရုံးတစ်ခုဖွင့်လိုက်သည်အဲ့ကျိုးဝန်ထမ်းကအပြုံးတောင်မပြနိုင်သေးခင်တင်ရဲ့ဖိအားပေးနိုင်တဲ့အရှိန်အဝါကြောင့်လူတိုင်းအံ့ဩသွားကြသည်တင်ကအခန်းထဲသို့တန်းဝင်သွားသည်နေရန်ပေါ်မှာချိတ်ထားသောအကြီးတန်းရှေ့နေများ၏ဓာတ်ပုံတန်းကြီးကိုမျက်လုံးဖြင့်ဝေ့ကြည့်လိုက်သည်ပြီးနောက်တည်ငြိမ်စွာပြောလိုက်သည်ဒီနေ့မင်းတို့ရုံးကရှေ့နေအားလုံးကိုတစ်နေ့လုံးငားမယ်တခန်းလုံးချက်ချင်းတိတ်ဆိတ်သွားသည်ရုံး၏စီမံခန့်ခွဲမှုမိဖက်ရှေ့နေကသူ့ရုံးခန်းထဲမှထွက်လာသည်သူကညင်းဖို့ပါးစပ်လိုက်စင်ပါပဲတင်ကဈေးနှုန်းကိုပြောပြီးသွားပြီမနက်စာမှယူသလိုအေးဆေးစွာဖြင့်တယောက်ကိုတရက်ရွှန်း2သိန်းအခုကနေည7နာရီအထိငါညွှန်ကြားချက်အတိုင်းလုပ်ရမယ်ငွေကိုအခုချက်ချင်းလွှဲပေးမယ်ထိတ်တန်းရှေ့နေတွေအပြည့်ထိုင်နေတဲ့အခန်းကြီးထဲမှာလူတိုင်းအံ့ဩသွားကြသည်ပြီးတော့မျက်လုံးတွေချက်ချင်းတောက်ပလာသည်တရက်ထဲနဲ့ရွှန်း2သိန်းသူတို့လိုအဆင့်မြင့်ပညာရှင်တွေအတွက်တောင်အလွန်များပြားသောပမာဏဖြစ်သည်
စီမံခန့်ခွဲမှုမိဖက်ရှိနေကအံ့အားသင့်လို့စကားတောင်ထစ်နေသည်ဆရာကျွန်တော်တို့ရုံးမှာလက်ရှိအလုပ်လုပ်နိုင်တဲ့ရှိနေ85ယောက်ရှိပါတယ်စုစုပေါင်းယွမ်1500သိန်းကြပါမယ်တကယ်ပဲသူတို့ကိုတရက်သေးပဲငှားမှတေချာလားဒီနေ့မှာပဲလူ10ယောက်ရွေးမယ်နောက်တစ်နှစ်အတွင်းငါခေါ်လိုက်တာနဲ့အချိန်မရွေးအလုပ်လုပ်ပေးရမယ်တစ်နှစ်လစာသိန်း100စီငွေကိုလည်းအခုချက်ချင်းပေးမယ်စီမံခန့်ခွဲမှုမိဖက်ရှိနေလုံးဝအံ့ဩမြင်တက်သွားသည်သူတို့ရဲ့ထိတ်တန်းရှိနေတွေကနှစ်စဉ်ဝင်ငွေကောင်းကောင်းရကြပေမဲ့အမှုတွေများများကင်မှာတစ်နှစ်350လောက်ရနိုင်သည်ဒါပေမဲ့တစ်နှစ်300လားဒီမှာရှိတဲ့ရှိနေတိုင်းလက်ခံမှာတေချာသည်တင်ကစီမံခန့်ခွဲမှုမိဖက်ရှိနေနဲ့စာချုပ်ကိုပြက်ပြက်တသားလက်မှတ်ထိုးပြီးငွေချေလိုက်သည်အချိန်မဖြုံးပဲအမိန့်တွေစတင်ပေးလိုက်သည်3ယောက်ကထိဌာနကိုတွားကမ္ဘာဖလားပွဲတိုင်းအတွက်ဖြစ်နိုင်တဲ့ရလဒ်အားလုံးကိုလောင်းကြီးထိုးနိုင်ရှုံးတရေ3မျိုးလုံးကိုရွေးရလဒ်တစ်ခုချင်းစီအတွက်350စီအကုန်ထည့်နောက်ထပ်2ယောက်ကထိအမျိုးအစားအားလုံးကိုဝယ်ဖြစ်နိုင်တဲ့နံပါတ်ပေါင်းစပ်မှုအားလုံးကိုဖြည့်ကျန်တဲ့သူတွေကငါးနောက်အမိန့်ကိုစောင့်ပြီးစာချုပ်တွေစစ်ဆေးဖို့အသင့်ပြင်ထားအမိန့်ပေးလိုက်သည်နှင့်ဥပဒေအကျိုးဆောင်ရုံးတစ်ခုလုံးစစ်အခြေအနေဝင်သွားသလိုချက်ချင်းလှုပ်ရှားလာသည်ထိုအချိန်မှာပဲအစစ်မြင့်ဖက်ရှင်ဝတ်စုံဝတ်ထားသောအမျိုးသမီးရှိနေတူလူအုပ်ထဲမှလှပစွာထွက်လာသည်တစ်အဲ့ဒီအောင်စပင်ကောက်များကပခုံးပေါ်သို့ကျဆင်းနေပြီးမျက်ခုံးနှင့်မျက်လုံးပုံတံကအပြစ်ပြောစရာမရှိအောင်လှပနေသည်သူမ၏လက်ချောင်းထိပ်များကတင်းအင်ဂျီလက်အနားကိုဖွားဖွားလေးထိလိုက်သည်ဆရာကျမနာမည်ဆူဇန်ပါပိုပြီးတည်တံ့ဥပဒေဆိုင်ရာအကြံပေးဝန်ဆောင်မှုလိုအပ်နိုင်မယ်ထင်ပါတယ်သူမအနားတိုးလာချိန်တွင်ရေမွေးနှံ့နှင့်နူးညံ့သောရနံ့တို့ရောနှောကတင့်နှာခေါင်းထဲဝင်လာသည်တင်ကရုတ်တရက်လက်ကိုအားပြင်းစွာဆွဲဖယ်လိုက်သည်သူမပင်ခြေလန်းတလန်းရိုင်သွားလူနီပါဖြစ်သွားသည်မင်းကကမ္ဘာဖလားထိဝဲတဲ့ကိစ္စကိုတာဝန်ယူရမယ့်သူမဟုတ်လားဆူဇန်ကတင်ရုတ်တရက်ခေါင်းစဉ်ပြောင်းလိုက်တာကြောင့်အံ့ဩသွားပြီးကြောင်အန်းဖြစ်နေသည်ဟုတ်ပါတယ်ဒါပေမဲ့ဆူဇန်ကအလွယ်တကူလက်မလျှော့သေးပေသူမကတင့်လိုလူဒန်းစားမြင့်အတိုင်းဝိုင်းထဲကိုဝင်ရောက်ချင်နေသည်ရှေ့နေအဖြစ်လှုပ်သက်3နှစ်တာရှိသေးသောသူမကသူမ၏ပညာရပ်ပိုင်းဆိုင်ရာစွမ်းရည်များသည့်အခြားသူများလောက်မကောင်းကြောင်းသိထားသည်3နှစ်အတွင်းယာတူးတိုးမရခဲ့ဒီထိတ်တန်းဥပဒေအကျိုးဆောင်ရုံးကနေထုတ်ပယ်ခံရကာနီးဖြစ်နေသည်ဒီနေရာမှာအဲ့ဒါကဘာအတိတ်ပဲလဲဆိုတာသူမကောင်းကောင်းသိသည်ဒါကြောင့်အခြားနည်းလမ်းတစ်ခုရှာရမည်သူမ၏ငယ်ရွယ်မှုကိုအခွင့်ကောင်းယူပြီးအရန်အစီအစဉ်တစ်ခုရှာထားဖို့လိုသည်ထို့ပြင်တင်ကချုံမော်ပြီးချမ်းသာသောအရန်အစီအစဉ်တစ်ခုလည်းဖြစ်နေသေးသည်ဒါကြောင့်သူမကသူမရဲ့ဆွဲဆောင်မှုတွေကိုတရှိပို့ပြီးထင်ရှားအောင်ပြသလိုက်ပြီးတရှိတက်မှရက်လိုက်သည်ဒါဆိုမင်းဘာလို့ဒီမှာရက်နေသေးတာလဲတင့်အတန်ကရေခဲတုံးတုံးကျမ်းပြင်ပေါ်ကြာကွဲသွားသလိုအေးဆက်စွာထွက်ပေါ်လာပြီးဆူဇန်ရဲ့မျှော်လင့်ချက်အားလုံးကိုချိုးဖျက်ပစ်လိုက်သည်သူမကအတင်းအကျပ်အပြုံးတစ်ခုဖန်တီးလိုက်ပြီးလှည့်ထွက်သွားတော့မည်အချိန်တင်ကမေးလိုက်သည်မင်းနာမည်ဘာလဲဆူဇန်ရဲ့စိတ်ကချက်ချင်းအောက်ဆုံးထိကျဆင်းသွားသည်ဒီကိစ္စကိုတင်ကရုံးမန်နေဂျာကိုသာပြောလိုက်ရင်သူမရဲ့အလုပ်ကိုင်ဘဝကအချိန်မတိုင်ခင်အဆုံးသတ်သွားနိုင်သည်သူမမှာရွေးချယ်စရာမရှိတော့ဘဲသူမရဲ့နာမည်ကိုသာပြောလိုက်ရသည်ဆူဇန်တင်ကအဲ့ဒီနာမည်ကိုကြားပြီးနောက်တုံဆိုင်မနေပဲလှည့်ထွက်သွားသည်ဝိုးကိုလုံးကိုပေါက်ကတကယ်မိုက်တာပဲမျက်နှာလည်းအပြစ်ပြောစရာမရှိဘူးဆူဇန်ကောင်းပြီ24နာရီခါတောင်ပြီးတာနဲ့သူမရဲ့ကုမ္ပဏီသူထေးစီကဆက်သွယ်ရန်အချက်လက်တောင်းပြီးညစာစားဖို့ဖိတ်လိုက်မယ်ဟီဟီဒါပေမဲ့ဆူဇန်ကတင်အမှန်တကယ်ဘာတွေတွေးနေမှန်းမသိပေသူမကတင်လိုလူချမ်းသာတယောက်နဲ့နှိစက်ဖို့မအောင်မြင်ခဲ့တဲ့အတွက်စိတ်တက်ကြနေစေဖြစ်သည်တစ်ဖက်မှာတော့တင်ကနောက်ထပ်သွားစရာနေရာတစ်ခုစီတက္ကစီစီးသွားနေသည်အခုတင်လိုအပ်တာကစတင်ရင်းနှီးငွေကိုတုံးဖြုံးဖို့အဆင့်မြင့်နေရာတစ်ခုရှာဖို့ပဲဖြစ်သည်ကားပေါ်ကဆင်းလိုက်ပြီးနောက်အေးဆက်သောမိခိုးရောင်စိန်ခံဆန်ပြီးညံဆန်မှုကိုဖော်ပြနေသည့်အဆောက်အဦကြီးတစ်ခုကတင်ရှိမှရပ်တည်နေသည်တင်ဟာအရင်တုန်းကကြီးဖို့တောင်တတိမရှိခဲ့တဲ့စူပါကားအယောင်ပြခန်းထဲကိုရှောက်ဝင်သွားသည်လမ်ဘော်ဂီနီအထင်ကရအယောင်ပြခန်းဒါပေမဲ့အခုတင်ရဲ့စိတ်နေစိတ်ထားကမတူတော့တင်မှာယုံကြည်မှုအပြည့်ရှိနေသောကြောင့်ခြေလမ်းတွေကလည်းတည်ငြိမ်နေသည်တင်ကကားတစ်စီးရှိမှရပ်ပြီးငြိမ်သက်စွာကြည့်ရှုနေသည်အမျိုးသမီးအယောင်ဝန်ထမ်းက professional အပြုံးတစ်ခုနဲ့ရှောက်လာသည်ဒါပေမဲ့သူမရဲ့မျက်လုံးတွေကတင်ရဲ့ယူနီကတ်လိုအဝတ်စားအင်ဂျီလက်ရှည်နဲ့ဂျင်းပေါင်းပြီးတော့3နှစ်တိုင်တိုင်စီးထားတဲ့အေးစစ်ဖက်နှက်တွေကိုမြင်လိုက်တဲ့အခါသူမရဲ့အပြုံးကတိတိတတ်တာရောကျသွားသည်ဆရာကားလာကြည့်တာလားကျမတို့စီမှာ Riviera နဲ့ Harry Supercar Series အပြည့်စုံရှိပါတယ်ဘယ်မော်ဒယ်ကိုစိတ်ဝင်စားပါသလဲအသင့်ရှိတာရှိလားအခုချက်ချင်းလိုချင်နေဆိုရင်ဒီပြခန်းထဲကကားကယွမ်85သိန်းကျပါတယ်တင်ကစိတ်ထဲမှာအမြန်တွက်ချက်လိုက်သည်85သိန်းသုံးလိုက်ရင်ပြန်ရမယ့်ငွေက3850တကယ်လဲတွားလာဖို့ကားတစ်စီးလိုအပ်နေသည်နောက်ယင်းနှိမ့်မြုပ်နှံမှုအစီအစဉ်အတွက်လည်းငွေကလုံလောက်နေသေးသည်ငှက်နှစ်ကောင်ကိုကြောက်တလုံးနဲ့ပစ်တယ်လို့ပဲဒါပေမဲ့ရုတ်တရက်တစ်ခုတတိယသွားသည်အာမျိုးမှာတက်စီကားတွေအတွက်ကန့်သက်ချက်တင်းကျပ်သည်ကားနံပါတ်မဲတောင်မပေါက်သေးဒီမှာကားမပုံတင်လို့လည်းမရမောင်းလို့လည်းမရဒါဆိုဘေးမျိုးကဘေးတိုက်သွားနိုင်တဲ့လျှက်စစ်ကားမျိုးတွေထပ်ဝယ်လိုက်တာပိုကောင်းမယ်အယောင်ဝန်ထမ်းကတင်တိတ်စိတ်နေသည်ကိုမြင်ပြီးစိတ်မရှိတော့ပဲရင်ကျေးဟန်နဲ့ပြောလိုက်သည်ဆရာဘတ်ဂျက်ဘယ်လောက်သတ်မှတ်ထားပါသလဲတင်အတွက်တင်တော်တာကိုအကြံပေးနိုင်ပါတယ်တင်သတိပြန်ဝင်လာပြီးနှာခေါင်းကိုထိလိုက်သည်ယုံကြည်မှုတွေချက်ချင်းရောကျသွားသည်ကျွန်တော်ဒီတိုင်းကြည့်တာပါဒီနေ့မဝယ်သေးဘူးအယောင်ဝန်ထမ်းရဲ့အတန်ကချက်ချင်းအေးဆက်သွားသည်ဆရာမဝယ်ဘူးဆိုရင်ကြည့်နေတာကအချိန်ဖြုံးတာပဲဖြစ်ပါတယ်ကျမတို့အယောင်ပြခန်းကိုနေ့တိုင်းဖောက်တဲ့အများကြီးလာကြပါတယ်ပြီးတော့ဝတ်ထားတာကိုကြည့်ရတာစိတ်မရှိပါနဲ့ကားအတွက်ဆရန်ငွေတောင်တက်နိုင်မယ်မထင်ဘူးဗီဒီယိုတိုတွေကြည့်တာများသွားတာလားကားရောင်းဆိုင်မှာဓာတ်ပုံရိုက်ပြီးလူမှုကွန်ရက်ပေါ်တင်ဖို့ကားဝယ်ထားတယ်လို့ဟန်ဆောင်ဖို့လာလားအဲ့ဒီလိုပြောပြီးနောက်သူမကလှည့်ထွက်သွားပြီးတင့်ကိုနောက်တစ်ချက်တောင်မကြည့်တော့ပေအဲ့ဒီအစားဖုန်းခေါ်တော့သည် Hello Mr. Wan လားကျမတို့ဆိုင်မှာ Fearless Mall ရဲ့အသေးရောက်နေပါတယ်လက်ကုန်ခါနီးပြီးကျမအယောင်တစ်ခုမှမပိတ်နိုင်သေးဘူးရှင်ကကျမတို့ရဲ့ဖောက်တေဟောင်းဆိုတော့ဒီတစ်ခါကူညီပေးနိုင်မလားတင်ကသူမနဲ့စကားများဖို့စိတ်မပါပေထွက်သွားတော့မိအချိန်လှပတော့အမျိုးသမီးတစ်ယောက်ရှောက်လာသည်
သူမရဲ့အပြုမူကိုကြည့်ရတာမန်နေဂျာတယောက်လိုထင်ရသည်တောင်းပန်ပါတယ်ဆရာသူမကအစ်စ်ရောက်တဲ့ဝန်ထမ်းပါဝယ်သည်ဖြစ်စေမဝယ်သည်ဖြစ်စေကြည့်ရှုဖို့ကြိုးဆိုပါတယ်ဘယ်မော်ဒယ်ကိုစိတ်ဝင်စားပါသလဲကျမအချင်းချုပ်မိတ်ဆက်ပေးပါမယ်တောင်းပန်ပါတယ်ကျွန်တော်ကားနံပါတ်မဲမပေါက်သေးဘူးဒါကြောင့်အခုတော့မဝယ်သေးတော့ဘူးပြဿနာမရှိပါဘူးဆရာအဲ့ဒီကိစ္စတွေကိုစိတ်ပူစရာမလိုပါဘူးဓာတ်စီကားခွင့်ပြုချက်ရှိတဲ့ကုမ္ပဏီတွေကိုလည်းကျမတို့မိတ်ဆက်ပေးနိုင်ပါတယ်ဒါပေမဲ့အရင်အယောင်းဝန်ထမ်းကဖုံးပြောပြီးသွားတော့တင်ရှိနေသေးတာကိုမြင်လိုက်သည်သူမကအမြန်လျှောက်လာပြီးပြောလိုက်သည်မန်နေဂျာချန်သူ့မှာပတ်စံမရှိပါဘူးအဲ့ဒါတွေအကုန်စင်ကြေတွေပဲဒီလိုလူမျိုးတွေအတွက်အချိန်မဖြုံးပါနဲ့ရှောင်းလန်းမနက်ခင်းစီဝေးမှာငါဘာပြောခဲ့လဲမေ့သွားပြီလားထောက်တယ်တွေကိုဘယ်လိုဆက်ဆံရမလဲဆိုတာလေဒါပေမဲ့တင်ကအချိန်ထက်မဖြုံးချင်တော့ပြီဓာတ်ရိုက်ပဲငွေစားသုံးဖို့ဆုံးဖြတ်လိုက်သည်ဒါကြောင့်တင်ကပြောလိုက်သည်ကျွန်တော်အတွက်ကားမပုံတင်ကိစ္စဖြေရှင်းပေးနိုင်ရင်မင်းတို့စီမှာရှိတဲ့မော်ဒယ်တိုင်းကို10စီးစီယူမယ်ငွေအပြည့်ချေမယ်အခုချက်ချင်းကပ်ပုတ်ပေးမယ်မန်နေဂျာချန်ဤမျက်နှာအမူအရာကချက်ချင်းပြောင်းလဲသွားသည်ဆရာတကယ်ပြောတာလားသူမသည်ဒီနေရာမှာ9နှစ်ကြာအလုပ်လုပ်ခဲ့ပြီးအယောင်းဝန်ထမ်းဘဝကနေမန်နေဂျာအထိတက်လာခဲ့သူဖြစ်သည်ဒါပေမဲ့ဒီလောက်ရက်ရောသောဖောက်တယ်မျိုးကိုပထမဆုံးအကြိမ်တွေ့ဘူးချင်းဖြစ်သည်အယောင်းဝန်ထမ်းရဲ့စကားကြောင့်စိတ်ဆိုးပြီးဝဲတာပဲဖြစ်သိန်း2000လောက်ကိုဒီလိုပေါ့ပသုံးနိုင်တဲ့သူကမများပေသူမကတင့်ကိုကြည့်တဲ့အမြင်ပြောင်းသွားသည်ချောလဲချောတယ်ငယ်လဲငယ်တယ်ငွေသုံးတာလဲအရန်ကျန်းတယ်အရင်တုန်းကငါနောက်လိုက်ခဲ့တဲ့တထေးတွေဆိုရင်ခေါင်းပြောင်တွေမဟုတ်ရင်ဘိုက်ပူတွေပဲဒီတယောက်ကရိုးရိုးဝတ်ထားပေမဲ့အချိန်ဝါရောရဲရောမှုရောကြည့်ရတာတွဲကြည့်ဖို့တော့မစိုးတော့ဘူးရှောင်းလန်းဧည့်သည်ကိုရေတစ်ခွက်သွားယူပေးလိုက်ရှောင်းလန်းကပါဆက်ဖွင့်လိုက်တော့လဲနောက်ဆုံးတွင်လှည့်ထွက်သွားရသည်မန်နေဂျာချန်ကဝယ်ယူရေးစာချုပ်ကိုယူလာသည်တင်ကစာချုပ်ကိုစစ်ဆေးပြီးဘဏ်ကတ်ကိုထုတ်ပေးကဖောက်ဆက်ထဲထည့်လိုက်သည်ယွမ်သိန်း2000သုံးစွဲမှုကိုတွေ့ရှိသည်ဆယ်ဆငွေပြန်အမ်းမည်ယွမ်2000ကိုတင့်အကောင့်ထဲထည့်သွင်းပြီးဖြစ်သည်လက်ရှိအကောင့်လက်ကျန်ငွေသိန်း3156သိန်း9500မန်နေဂျာချန်ကသူမရဲ့ရုပ်ရည်နဲ့ဆိုရင်တင်ကပဲသူမရဲ့ဆက်သွယ်ရန်အချက်လက်တောင်းမယ်လို့ထင်ထားသည်ဒါပေမဲ့ခဏစောင့်နေပြီးသည့်တိုင်တင်ကအရေးအမြွတ်တောင်မပြပေဒါကြောင့်သူမကကိုယ်တိုင်စတင်လှုပ်ရှားဖို့ဆုံးဖြတ်လိုက်သည်မစ္စတာလင်းနောက်မှအားချိန်ရှိမလားရှင်နေ့လည်စာအတူစားရအောင်လေကားအကြောင်းပို့ပြီးအသေးစိတ်မိတ်ဆက်ပေးပါမယ်တင်ကအမျိုးသမီးမန်နေဂျာကိုမော့ကြည့်လိုက်သည်သူမ၏မျက်နှာကအလွန်လှပနေသည်မျက်လုံးများထဲမှာတောက်ပမှုတစ်မျိုးရှိနေပြီးနှက်ခမ်းထောက်မှာလည်းအပြုံးရေးရေးလေးရှိနေသည်သူမ၏အကြည့်ထဲမှာဖိတ်ခေါ်သလိုအတိတ်ပဲတစ်ခုပါဝင်နေသည်တစ်သက်လုံးတကိုယ်တည်းနေခဲ့ရတဲ့တင်လိုလူတော်နားလည်နိုင်သည်ငါခေါင်းကြီးလိုက်ယုံနဲ့ဒီညသူမနဲ့ညစာအတူစားနိုင်ပြီသို့တော့တင်တွေးတွေကိုချက်ချင်းရက်လိုက်သည်မျက်စိမမြင်ရတဲ့ခေါင်းတောင်းကဆက်ပြီးရော့နေစေဖြစ်သည်24နာရီအချိန်ကန့်သက်ချက်ကတစ်စက္ကန့်ပြီးတစ်စက္ကန့်ကုန်ဆုံးနေသည်အချိန်ဖြုံးတဲ့စက္ကန့်တိုင်းကတင့်ကိုအရင်လိုရှုံးနေသူဘဝစီပြန်ပို့နိုင်သည်တင်ကဆန္ဒကိုအတင်းဖိနှိပ်လိုက်သည်မျက်နှာပေါ်မှာအေးဆက်မှုအနေငယ်သာကျန်တော့သည်အတန်ကလည်းတည်ငြိမ်လွန်းနေသည်မလိုပါဘူးကျွန်တော်မှအချိန်မရှိဘူးမန်နေဂျာချန်ကအနေငယ်စိတ်ပြတ်သွားပုံရသည်သူမကခေါင်းညှိလိုက်ပြီးထပ်မမိတော့ပေစာချုပ်ကိုတင်လိုက်ပြီးလုပ်ငန်းကတ်တကတ်ပေးလိုက်သည်လမ်ဘော်ဂီနီပိုင်ရှင်ဖြစ်သွားတဲ့အတွက်ဂုဏ်ယူပါတယ်နောက်မှဆက်သွယ်နိုင်အောင်အဆက်အသွယ်ထည့်ထားလို့ရမလားရှင်တင်ခေါင်းညှိလိုက်သည်ဘာပဲဖြစ်ဖြစ်နောက်မှကားလာယူရအောင်မည်ဖြစ်သည်မန်နေဂျာချန်ဤဆက်သွယ်ရန်အချက်လက်ကိုထည့်ပြီးနောက်တင်တကားဖွင့်ကထွက်လာခဲ့သည်နေအောင်ကဆူရှာလုံးနေသည်တကားရှိမှရက်ပြီးဖုန်းကိုကြည့်လိုက်သည်မနက်9နာရီခွဲတင်အသက်ပြင်းပြင်းရှူလိုက်ပြီးလှဲ့ကဘေးကပြည်တွင်းလျှက်စစ်ကားအယောင်းဆိုင်ထဲဝင်သွားသည်အယောင်းပြခန်းထဲမှာကားအချို့ပြသထားသည်အယောင်းဝန်ထမ်းတယောက်လျှောက်လာသည်ဆရာကားလာကြည့်တာလားဒီတိုင်းကြည့်တာလားဒါမှမဟုတ်စိတ်ဝင်စားတဲ့မော်ဒယ်ရှိလားဒီမှာအငှားရင်ပြေးဖို့ဘယ်ကားကိုအကြံပေးမလဲအငှားရင်ဆိုရင်ဒီမော်ဒယ်ပါပဲဈေးကွက်ထဲကအငှားရင်10စီးမှာ10စီးကဒီကားပဲအစ်စ်မြင့်အငှားဝန်ဆောင်မှုဆိုရင်ရောအဲ့ဒါဆိုဒီမော်ဒယ်ပဲကျဲလဲကျဲတယ်စီးရတာလဲတက်တောင့်တက်တာရှိတယ်ဒီကားနဲ့အစ်စ်မြင့်အငှားပြေးတဲ့သူတွေအားလုံးသဘောကျတယ်တစ်မျိုးကို9000စီးမှာမယ်အယောင်းဝန်ထမ်းကပါဇက်ဟလျက်အချိန်တော်ကြာငြိမ်သက်သွားသည်9000လားတစ်မျိုးစီကို9000စီးပြောတာလားဟုတ်တယ်တစ်မျိုးစီ9000စီးဆရာခဏဆောင်ပေးပါကျွန်တော်မန်နေဂျာတွားခေါ်လိုက်မယ်2မိနစ်အကြာအသက်40ဝန်းကျင်အမျိုးသားတဦးအပြေးရောက်လာသည်မင်္ဂလာပါဆရာကျွန်တော်ကဒီဆိုင်ရဲ့မန်နေဂျာပါခုနကဆရာပြောတာတစ်မျိုးကို9000စီးဆိုတာလားအငှားရင်9000စီးအစ်စ်မြင့်အငှားကား9000စီးစုစုပေါင်းဘယ်လောက်ကြမလဲကားစုစုပေါင်း1000ဖြစ်သွားပါမယ်အငှားရင်မော်ဒယ်ကတစ်စီးကိုယွမ်3သိန်းအစ်စ်မြင့်မော်ဒယ်ကတစ်စီးကိုယွမ်2သိန်း1000အားလုံးပေါင်းရင်ယွမ်1620သိန်းခွဲကြပါမယ်ဒါပေမဲ့ဆရာကက်နဲ့ချေမယ်ဆိုရင်တော့ကျွန်တော်တို့စီမှာကားရည်အတွက်အဲ့ဒီလောက်စတော့မရှိပါဘူးစက်ယုံနဲ့ထုတ်လုပ်ရေးအချိန်စရာညှိရပါလိမ့်မယ်ဆရာကကားအများကြီးဝယ်ပြီးဘာလုပ်ဖို့စီစဉ်ထားတာလဲအငှားရင်တက်ဖွဲ့တစ်ခုတိစောက်မလို့လားအကြီးကြီးအစီအစဉ်တော့မရှိပါဘူးဒီကားတွေကိုသဘောကျလို့ပါစိတ်ချရအောင်နည်းနည်းလောက်ဝယ်ထားချင်တာထုတ်လုပ်ရေးအခြေအနေကိုပဲကူပြီးစောင့်ကြည့်ပေးပါအယောင်ပြခန်းထဲကဆိုဖာပေါ်မှာထိုင်ရင်းစာချုပ်ကိုစောင့်နေချိန်တင်ကဖုန်းထုတ်ပြီးတွက်ချက်ကြည့်လိုက်သည်အငှားရင်ငှားရမ်းခတရက်ယွမ်180ကား9000စီတလငှားရမ်းခဝင်ငွေယွမ်2900သိန်းအစ်စ်မြင့်အငှားကားငှားရမ်းခတရက်ယွမ်280ကား9000စီတလငှားရမ်းခဝင်ငွေယွမ်4200သိန်းစုစုပေါင်းတလငှားရမ်းခဝင်ငွေယွမ်6900သိန်းတစ်နှစ်ငှားရမ်းခဝင်ငွေယွမ်8228သိန်းအခြားသူတွေအတွက်တော့ဒီကားတွေငှားမထွက်နိုင်တယ်လို့တန်ဖိုးလဲကျသွားနိုင်သည်ဒါပေမဲ့တင့်အတွက်တော့ကုန်ကျစရိတ်ကမရှိတလောက်ပင်ဒါကအနိုင်တေချာတဲ့စီးပွားရေးတစ်ခုပဲ
မန်နေဂျာကြောက်ကစာချုပ်တစ်စောင်ကင်လာသည်တင်လက်မှတ်ထိုးပြီးနောက်မန်နေဂျာကြောက်ကတင့်ပန်ကတ်ကိုယူလိုက်သည်ထိုဆက်ထဲမှာကပ်ပို့လိုက်သည်စကားဝက်ထဲပါယွမ်1ဘီလီယံ621တန်း9သိန်းသုံးစွဲမှုကိုတွေ့ရှိသည်လက်ရှိအကောင့်လက်ကျန်ငွေယွမ်18ဘီလီယံ900တန်းတင်ထွက်လိုက်ပြီးတကားဘက်လျှောက်သွားသည်နေအောင်ကဆူရှာနေသည်ကားရောင်းဆိုင်တကားဝမှာရက်ကအယောင်ပြခန်းတွေကကားတွေကိုပြန်လှည့်ကြည့်လိုက်သည်ကားတစ်တောင်းနှစ်ပတ်ကြာပြီးရင်တနိုင်ငံလုံးကအငှားရင်တွေဖြစ်လာတော့မည်အကောင့်လက်ကျန်တူးညဖြစ်သွားမည်တင်ပြုံးလိုက်သည်ဘလို့တူးညမျိုးပဲဖြစ်ဖြစ်အခုတော့အမျက်တေချာမဲ့တခြားဘာတွေဝင်နိုင်သေးလဲဆိုတာစဉ်းစားနေသည်ရုတ်တရက်စကလုံးတစ်ခုခေါင်းထဲပေါ်လာသည်မပြီးစီးသေးတဲ့အဆောက်အဦများတင်ဖုန်းထုတ်လိုက်သည်မြို့ရဲ့တရားရုံးလေးလံစည်ရင်းများကိုရှာကြည့်လိုက်သည်တင့်မျက်လုံးများတောက်ပသွားသည်မပြီးစီးသေးတဲ့အဆောက်အဦ၃ခုကိုငါဝင်မယ်မြို့တော်အလဲလက်ပြည်သူတရားရုံးကိုအခုချက်ချင်းသွားလိုက်အိမ်ချမ်းမြေ၃ခုရဲ့အချက်လက်တွေငါပို့ပေးမယ်ဒီနေ့နေ့လယ်မှာ၃ခုလုံးလေးလံရှိတယ်၃ခုလုံးအတွက်စည်ရင်းသွင်းထားလိုက်မစ္စတာကျန်းဒီနေ့မြို့ကမပြီးစီးသေးတဲ့အဆောက်အဦအကုန်ဝယ်ဖို့စီစဉ်ထားတာလားတင်ဖုန်းချလိုက်သည်ထို့နောက်တက္ကစီစီးကမြို့ကအလဲလက်ပြည်သူတရားရုံးသို့တိုက်ရိုက်သွားလိုက်သည်နေ့လယ်2 နာရီတင်ကလေလံခန်းမထဲမှာထိုင်နေသည်ဥပဒေအကျိုးဆောင်ရုံးရဲ့ဒါရိုက်တာကအလုပ်တင်လို့ထင်ရတဲ့အမျိုးသမီးငယ်2ယောက်ကိုခေါ်လာသည်သူတို့ကမှတ်ပုံတင်စာရွက်စာတမ်းတစ်ထပ်ကြီးကိုပိုက်ထားပြီးအသက်ရှူမဝအောင်အပြေးဝင်လာကြသည်မစ္စတာကျန်းအားလုံးရှင်းလင်းပြီးပါပြီပထမတစ်ခုကကောင်းယုံဗန်ဒါရေးတာဝါ119ထပ်ဒါကတရုတ်နိုင်ငံရဲ့အမြင့်ဆုံးမပြီးစီးသေးတဲ့အဆောက်အဦပါ10နှစ်တိုင်တိုင်ဆောက်လုပ်မှုရပ်တန့်ထားခဲ့ပါတယ်အခက်အခဲဆုံးအပိုင်းကအဆောက်အဦကိုဝယ်တာမဟုတ်ပါဘူးနောက်ွယ်ကအကျွေးအငင်းပွားမှုအလှော်ပေါင်းများစွာပါလေလံမတိုင်ခင်သက်ဆိုင်ရာဌာနတွေကအကျွေးပမာဏနဲ့မူလရင်းမြစ်တွေကိုရှင်းလင်းထားပြီးပါပြီစုစုပေါင်းအကျွေးကယွမ်49ဘီလီယံ600တန်းဒီတာဝါကိုဝယ်ဖို့ယွမ်10ဘီလီယံတောင်မလိုတော့ပါဘူးဒါကြောင့်ပြဿနာတိတ်မကြီးပါဘူးဒီနေ့ပဲအကျွေးအားလုံးကိုအပြည့်အဝပြန်ဆက်နိုင်ပါတယ်ဒါနဲ့တာဝန်ယူဆောက်လုပ်ပေးမဲ့ဆောက်လုပ်ရေးဖွဲ့ကိုလည်းရှာပေးပါတင်နာခေါ်စရာမလိုဘူးဒီနေ့ပဲငွေချေပြီးအလုပ်ဆက်နိုင်အောင်စူးစမ်းကြတာပေါ့